အခုပြထားသလိုမျိုး Christmas တစ်ပင်မှာမီးတီးလေးတွေလင်းနေတာမျိုးကိုလုပ်ပြတော့မှာပဲဖြစ်ပါတယ် ဒီဗီဒီယိုထဲမှာတော့ Excel မှာ Christmas တစ်ပင်လုပ်ကြည့်ကြမှာပါအရင်ဆုံး select all လုပ်လိုက်ပါမယ်ပြီးရင် A row ကို select လုပ်ပြီး right click လုပ်လိုက်ပါမယ် W ကိုနှိပ်လိုက်ပါ column width မှာ 2.86 လို့ထည့်လိုက်ပါ one row ကို select လုပ်ပြီး right click လုပ်ပါမယ်ပြီးရင် R ကိုနှိပ်ပါ row height မှာ 28 ကိုထည့်လိုက်ပါ ဒီမှာတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင် equal to ချောပြီးခုလိုမျိုးရိုက်ပါ enter ပြီးရင်အစိမ်းကာလာလေးထည့်မယ်ဆိုတော့ font group က fill color မှာအစိမ်းကိုရွေးလိုက်ပါမယ် Control C ပြီးရင် Control ကိုနှိပ်ထားပြီးဒီလိုမျိုးဆက်လက်လုပ်မယ်ပြီးရင်အလဲကျအောင်ချိန်လိုက်ပါမယ် style group ထဲက conditional formatting ကိုနှိပ် icon says ပြီးရင် shape အောက်ကအဝိုင်းသုံးဝိုင်းကိုနှိပ်လိုက်မယ်ပြီးရင်တစ်ပင်အမြင့်ကိုဒီလိုဆက်လက်လုပ်ပြီးအညိုရောင်ချဲလိုက်မယ်တစ်ပင်ထိပ်ဖျားမှာကျဲလေးထားခြင်းလို့ insert tab က illustration shape star and banners အောက်ကကျဲပုံလေးကိုနှိပ်မယ်ပြီးရင်တစ်ပင်ထိပ်ဖျားမှာခုလိုမျိုးဆွဲလိုက်မယ်ကျဲကာလာကိုအနီထားခြင်းလို့ shape fill မှာအယောင်ပြောင်းလိုက်မယ် တစ်ပင်အောက်မှာလက်ဆောင်မှုတွေထားဟောအတွက်ဆဲကွက်လီကွက်ကိုဆက်လက်လုပ်ပြီးကိုလိုချင်တဲ့အယောင်လေးချဲလိုက်မယ်ပြီးရင်ဆဲကွက်နှစ်ကွက်ကိုဆက်လက်လုပ်ပြီးပေါ်တာခတ်လိုက်မယ်လက်ဆောင်ဘူးမှာဖဲပွင့်လေးလိုမျိုးတစ်ခုတတ်ထားလိုက်မယ်လက်ဆောင်ဘူးကို copy ကူးပြီးနောက်တစ်ဖက်မှာ paste ချလိုက်မယ် view tab က grid lines ကိုအမှန်ချစ်ဖြုတ်လိုက်မယ်ပြီးရင်တော့တစ်ပင်ကမီးသီးလေးတွေလင်းတော့အောင် F9 ကိုနှိပ်ဖေးလိုက်ရင်တော့ခုလိုမျိုးရသွားမှာပါ